ကဲတဲလေးတို့ရေဒီဇိုင်းအသစ်ဆက်ဆက်ရွှေဖြူဟန်းချင်းလေးတွေကိုမှ2 gram လုံးဝမကြော်တဲ့ဒီဇိုင်းလေးတွေနော်ဒီဇိုင်းလေးကလည်းစမ်းပြီးတော့ gram ချင်းကလည်း2 gram လုံးဝမကြော်တာမို့လို့အခုချက်ချင်းပြေးဝယ်ရင်လည်းအဆင်ပြေလုံးနဲ့ဟန်းချင်းလေးတွေပေါ့မင်းကလေးဆိုတာကလေလက်ဝဲနာလေးဝစ်စင်ထားတာလေးကိုဒစိမ့်စိမ့်ကြည့်ပြီးတော့အလိုလိုစိတ်ချမ်းသာနေရမျိုးလက်ကဝစ်လေးမှာဝစ်စင်လိုက်တာနဲ့ကိုဆက်ဖြတ်ရောဒီဇိုင်းရောကမိုက်လုံးလို့ဒီဟန်းချင်းလေးကဘယ်ရောက်ဝယ်ရလဲဆိုပြီးတော့မေးခံရလောက်တဲ့အထိလှလုံးနေမှာနော်ဒါလေးဆိုရင်လည်းမိန်းကလေးဆန်ဆန်နေတတ်တဲ့ကောင်မလေးတွေအတွက်ဖဲပြားပုံစံလေးနဲ့တီလုံးလေးချားပြီးတော့ဖော်ထားတဲ့ဒီဇိုင်းလေးသူကဘေးနှစ်ဘက်ကလည်းတန်ခွင်းဆက်ကိုနှစ်ကြိုးပူးထားတာဆိုတော့အကျန်းခံဖို့အတွက်ကတော့စိတ်သာချလိုက်တော့နောက်တစ်ခုကတန်လျက်ပုံစံလေးကိုမှတီလုံးလေးနဲ့ပုံဖော်ပေးထားတာသူ့ရဲ့အထက်ကဆက်ဖြတ်ဆိုရင်လေတော်တော်ကိုလှတာဒီဒီဇိုင်းလေးဆိုရင်လည်းတန်လျက်ပုံစံလေးကိုမှ4000ခွင်းလေးနဲ့ရောပြီးတော့တီလုံးနဲ့ပါပုံဖော်ပေးထားတာဒီလိုဒီဇိုင်းမျိုးဆိုရင်လေမိန်းကလေးသိမ့်မဆန်တတ်တဲ့သူ့လေးတွေရဲ့အကြိုက်ပေါ့နောက်ဆုံးဒီဇိုင်းလေးကတော့ဂွင်းလေးထဲမှာတီလုံးနှလုံးနဲ့မသိရင်သူကချယ်ရီသီးအခိုင်လိုဒီဇိုင်းမျိုးကိုမှဖဲပြားပုံစံလေးတွေပါတွဲပြီးတော့ဖော်ထားတာဆိုတော့ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးလိုကိုဖြစ်နေတာအခုမမင်ပြထားတဲ့ဟန်ချိန်လေးခုလုံးကဘေးနှစ်ဖက်စီမှာတန်ခွင်းဆက်ကိုနှစ်ကြိုးပူးထားတာဆိုတော့အကျန်းခံဖို့တက်ကတော့လုံးဝစိတ်ချရပြီးတော့ပေါ့ပေါ့ပါဝတ်ဆင်ထားလို့ရတယ်ဒီဇိုင်းလေးတွေမို့လို့ဘာဆိုဘာမှမတွေးပဲနဲ့စိတ်ချလက်ချတာရွေးဝယ်လိုက်တော့နော်သိကျင်တာလေးတွေကို comment လေးမှာမေးခဲ့လို့ရပါတယ်ရှင့်